Hello, hello မဲမင်္ဂလာပါဒီနေ့မှာ Arena Build to Survive ဒီဟာပေါ့နော်Build to Survive ပေါ့နော်အဲ့ဒါလေး sub ပြောတော့မှာဖြစ်ပါတယ်ဘယ်လို Build to Survive ရမှာ Okay now ဒီ block လေးတုံးလိုက်မိုးကြရေကြီးလာပြီ Bird to Survive ရေကြီး Oh my gosh Okay ရေတော့ကြီးနေပြီကိုအိမ်လေးမြက်သွားပါပြီ Okay တော့ဘယ်လောက်ထိရောက်နိုင်ရမသိဆိုရင် Arena 2ကအင်ကြီးတစ်ခုစောက်ပါမယ်ဒါကကြတော့အိမ်မဟုတ်အောက်ကဆလတ်ပြင်လေးပါOkay it's not bad Minecraft ထဲရောက်လာလား Minecraft ထဲရောက်နေလားဗျာNow ရောက်ပါပြီ tower ကို Oh gosh မြင်နေပြီကြောက်တော့ရှောက်တော့ Okay ခါပါလို့လေးလိုက်အဲ့ဖြူအောင်လေးကြိုက်လို့လာတော့မယ်တဲ့ဒီကြီးလာပါမယ်တရေတတ်တယ်ငါ့တက်လို့မရတော့ဘူးလေမင်းတို့တိုင်းငါ့တက်လို့မရတော့ဘူးကွာမင်းတို့ငါ့ခဏတစ်ခါတက်ပြီးသွားဟေးရကွာPro yeah. ကျွန်တော်လည်းဘာလုပ်ရမသိဘူးတကားမရှိဘူးလားတကားလာပြီပါလာတော့မသိဘူးကျွန်တော်လည်းလာရမယ်အပေါ်ပဲတက်တော့တာပဲရောက်ပါလားပိတ်နေလားဗျာမောင်ကျိုးပြစ်တာမောင်ကျိုးခါလည်းငါ့ကိုမိုးရွေးပြစ်တယ်လို့လို့ရှာခောက်ပါလာမလဲမသိဘူးနော်အင်းဆုံးစောက်ချက်ရှိရလေးစောက်မယ်ဒါကကြတော့ဟဲ့ကိုဂျိုးတဲ့ငါစိတ်ညစ်သူကသူညံကိုဂျိုးတဲ့ဘေကွန်ကဘယ်လိုလုပ်ကိုဂျိုးဖြစ်ငါစိတ်ညစ်
ငါ့အိမ်မှာတက်လို့တာတောင်ကိုကျူအတူရဲ့ဆွဲနင်းဆောက်ကလို့နင်းဆောက်ကမပါကိုချိုယေဟိုဟာရီလာနေတယ်လို့ตาလေးအိပ်ပေါ်မှာပဲနေဒီစနာဘာလဲမသိအုတ်ကာကြီးပြုတ်ကြတာပေါ့အုတ်ကာကြီးကျွန်တော်တော့တဲ့ဒါလေးစောက်ထားလိုက်ဒီကြီးရင်ဟိုပေါ်တက်ပါနော်မိုးကျိုးတော့လည်းကျွန်တော်အိမ်ကိုပြစ်မသွားအုတ်ကာကြီးကြောင့်ကျွန်တော်အိမ်မကြဟာဟာဟဲ့ဘိုင်လို့အေရီနာနဲ့ဘိုင်လို့ကြီးရင်နေဖို့အေးစေးပဲFencer. ထိုင်ကုန်လေးရရှိတယ်ထိုင်ခုံလေးချလိုက်မယ်အမျိုးမျိုးအားလေးအရင်ချက်ရအဲ့တော့ဆက်မှာတော့ကောင်းဒီအလားလို့လေးကျင်းကြအောင်လုပ်လိုက်ခေတ် furniture ချလို့ရတယ်ဒါကျွန်တော်ရဲ့ခုံလေးပါအဲ့ရချမယ်နော်yes ဝယ်မှာပေါ့နားလေးမှာအဲ့ရချလိုက်မယ်ဒါလေးကထိုင်မို့နော်တော်တော်မိုက်နေပြီဒန်အဒန်အောက်မှာကာလာဘလော့လေးချလိုက်ဒါကျွန်တော်တို့ဟိုတက်ကိုဝင်လို့ရတယ်နော်အောက်တာကွယ်ဟောတော့တည်သွားပါပြီအားလုံးပဲဘိုင်ပါဒီနေ့တော့ပါပဲအောက်တာကွယ်ရကြမီးတောင်ကနေပေါ့အပိုင်းအားလုံးပဲဘိုင်